တဘာဝတရားထဲမှာဟာရီကိန်းမုန်တိုင်းရဲ့ဖြည့်ဆည်းအားနဲ့ရှင်နိုင်တာမျိုးအလွန်ရှားပါတယ်။ကမ္ဘာအကြီးမားဆုံးမုန်တိုင်းလို့ခေါ်တဲ့ဟာရီကိန်းဟာတနအီ155မိုင်ထက်ကျော်တဲ့လေပြင်းတွေနဲ့အတူကမ်းရိုးတန်းဒေသတွေကိုအကုန်စင်ဖျက်ဆီးပစ်နိုင်ပါတယ်။ဟာရီကိန်းတစ်ခုဟာသူ့ရဲ့သက်တမ်းတစ်လျှောက်မှာနျူကလ িয়ার ဘုံအလုံးပေါင်း10 စာလောက်ရှိတဲ့စွမ်းအင်ပမာဏကိုထုတ်လွှတ်ပြီးသိပ္ပံနည်းကျအမည်ကတော့ Tropical Cyclone သို့မဟုတ်အပူပိုင်းဆိုင်ကလုံးဖြစ်ပါတယ်။ Hurricane ဆိုတဲ့အမည်ဟာရှေးဟောင်းနတ်ဖျား Hurricane ကနေဆင်းသက်လာတာပါ။ ပစိဖိတ်ဘက်မှာ Typhoon လို့ခေါ်ပြီးအိန္ဒိယသမုဒ္ဒရာနဲ့ Australia ဘက်မှာတော့ဆိုင်ကလုန်း Cyclone လို့ခေါ်ဆိုကြပါတယ်။ ဟာရီကိန်းတွေဟာအနည်းဆုံး26.5 ဒီဂရီစင်တီဂရိတ်ရှိတဲ့နွေးထွေးတဲ့ပင်လယ်ရေပြင်တွေမှာစတင်ဖြစ်ပေါ်ပါတယ်။ပင်လယ်ရေမျက်နှာပြင်ကအပူနဲ့စိုထိုင်းဆတွေဟာမုန်တိုင်းအတွက်လောင်စာတွေပဲဖြစ်ပါတယ်။အတ္တလန္တိတ်ဟာရီကိန်းအများစုဟာအာဖရိကတိုက်ကနေတိုက်ခတ်လာတဲ့ Easterly Waves လို့ခေါ်တဲ့လေစီးကြောင်းအတွင်းကမိုးသက်မုန်တိုင်းအစုအဝေးတွေကနေစတင်တိုးတက်လာတာဖြစ်ပါတယ်။မုန်တိုင်းရဲ့အလဲဗဟိုမုန်တိုင်းမျက်စိ Eye ဟာလေငြိမ်ပြီးကြည်လင်နေတတ်ပေမဲ့သူ့ကိုဝန်းရံထားတဲ့မျက်စိနံရံ Ewol ကတော့လေအပြင်းဆုံးနဲ့ဖြည့်ဆည်းအားအကောင်းဆုံးအပိုင်းဖြစ်ပါတယ်။ဟာရီကိန်းရဲ့အန္တရာယ်ရှိဆုံးလက်နက်ကတော့မုန်တိုင်းဒီရေ Storm Surge ပါပဲ။ပင်လယ်ရေမျက်နှာပြင်ဟာ10 မီတာသို့မဟုတ်ပေ30ကျော်အထိမြင့်တက်လာပြီးကမ်းခြေကအရာအလုံးကိုတိုက်စားဖျက်ဆီးပစ်နိုင်ပါတယ်။ဟာရီကိန်းပြင်းအားကို Category 1ကနေ9အထိခွဲခြားထားပါတယ်။ Category 3, 4နဲ့5အဆင့်တွေဟာအင်အားပြင်းဟာရီကိန်းတွေဖြစ်ပြီးအဆောက်အုံတွေရဲ့အမိုးတွေကိုပါအကုန်စင်ပျက်စီးသွားစေနိုင်ပါတယ်။ NESA ဟာ Quickscan နဲ့ Tremolo ဂြိုဟ်တုတွေကိုအသုံးပြုပြီးမုန်တိုင်းရဲ့အတွင်းပိုင်းဖွဲ့စည်းပုံနဲ့မိုးရွာသွန်းမှုကိုစောင့်ကြည့်လေ့လာကလမ်းကြောင်းနဲ့ပြင်းအားကိုပိုမိုတိကျစွာခန့်မှန်းပေးနေပါတယ်ခင်ဗျာ။